စိတ်ဓာတ်တွေတုံလုံးမှုမဖြစ်နဲ့ဒီလိုမဖြစ်အောင်ဘယ်လိုနှလုံးသွင်းရမလဲလို့ဆိုလို့ရှိရင်အေးအောင်မြင်မှုရတာဆိုတာလဲထာဝရမဟုတ်ဘူးအောင်မြင်မှုမရဘူးဆိုတာလဲထာဝရမဟုတ်ဘူးလောကကြီးမှာဘယ်အရာမှတည်မြဲတာမဟုတ်ဘူးဆိုတဲ့အတွေးလေးကအခြေခံပြီးတဲ့အခါမှာကိုယ်စိတ်ဓာတ်ကိုရင့်ကျက်အောင်ကြိုးစားယူပါအဲ့ဒီအတွေးလေးကတာမန်ကြည့်လိုက်မယ်ဆိုလို့ရှိရင်ဘာမှမထူးဆန်းမှုလို့အောင်းမေ့သို့သောအဲ့ဒီအတွေးနဲ့တွေးလိုက်လို့ရှိရင်ဆိုးဆိုးဝါးဝါဖြစ်မသွားတာသိကြမြတ်စွာဘုရားကိုယ်တိုင်ကိုယ်ကလာဘဆိုတဲ့လောကရန်ကြောင့်လည်းစိတ်ဓာတ်တက်မသွားဘူးသိအားတက်တဲ့ရောမောက်မာမှုတွေအောက်ခြေလွတ်သွားတာတွေမဖြစ်ဘူးဘာဖြစ်လို့တော့သူကတွေးတယ်အေးရတာဆိုတာလေအစဉ်ပြေးနေတယ်တခဏပဲရတာအစဉ်မပြေတဲ့အခါရှိအောင်မှာပဲလို့ကြိုတင်ထားအစဉ်မပြေတဲ့အခါမှာလည်းအေးအစဉ်မပြေတဲ့အခါရှိတယ်အစဉ်ပြေတဲ့အခါလည်းရှိအောင်မှာပဲဆိုရင်ဟောဒီအတွေးလေးကစိတ်ကိုတတ်တာရစေတယ်ဟောအဲ့ဒါလို့စိတ်ကိုတည်ငြိမ်အောင်ဒီလိုမှန်ကန်တဲ့အတွေးနဲ့ယောနိသောမနတိကာရလို့ခေါ်တယ် wise attention ပေါ့မှန်ကန်တဲ့အတွေးကလေးနဲ့မထိန်ဘူးဆိုလို့ရှိရင်စိတ်ဓာတ်တွေဟာတည်ငြိမ်မှုမရတော့မရသည့်အတွက်ကြောင့်အကောင်းလောကရန်နဲ့တွေးပြီးဆိုလို့ရှိရင်စိတ်ဓာတ်တွေတက်ပြီးတော့အောက်ခြေတွေလွတ်တယ်မကောင်းတဲ့လောကရန်နဲ့တွေ့ရင်စိတ်ဓာတ်တွေနှိမ်ကြပြီး depression ဖြစ်တယ်နောက်ဆုံးမှာကိုယ့်ကိုယ်အဆုံးစီရင်တာမျိုးတွေထိအောင်ဖြစ်သွားတယ်စိတ်တွေတအားဆင်းရဲပြီးဖြစ်သွားတယ်အဲ့ဒါမျိုးမဖြစ်အောင်မှန်ကန်တဲ့အတွေးလေးကိုတွေးပါမှန်ကန်တဲ့အတွေးဆိုတာအေးဘယ်အရာမှတည်မြဲတာမဟုတ်ဘူးဒါလောကမှာလူတိုင်းကြုံတွေ့ရတဲ့သဘာဝပဲဆိုတဲ့အတွေးကိုညံ့ညံ့တွေးထားပါ